အန်နာဟာတာမန်လူတယောက်မဟုတ်ပါဘူးသူမကရင်နွေးဆူဆူတဲ့ကိုထည့်ပြီးပြုတ်ထားတဲ့ကြက်ဥတွေကိုလက်ပလာနဲ့အေးဆေးကောက်ယူလိုက်တယ်ဒီမြင်ကွင်းကိုမြင်လိုက်တဲ့လီဆာကတော့တကယ်ကိုကြောက်လန့်သွားခဲ့တယ်ဒါပေမဲ့အဲ့ဒါကအစပဲရှိသေးရဲ့ခဏအကြာမှာအန်နာကမိဖို့ကိုဖွင့်ပြီးပူနေသေးတဲ့ကင်ထားတဲ့အသားကိုလက်ပလာနဲ့ဆွဲထုတ်လိုက်တယ်လီဆာကသူမမျက်စိရှိမှဖြစ်နေတာတွေကိုတော့မယုံနိုင်တော့ဘူးညစာပြင်ပြီးတဲ့နောက်မှာတော့အန်နာဟာကားဘက်ထရီကိုဖြုတ်ယူပြီးမောင်းမိုက်တဲ့နေရာမှာတိတ်တိတ်လေးစားနေတာကိုလီဆာထပ်မြင်လိုက်ရတယ်ဒါကြောင့်လီဆာရဲ့စိတ်ထဲမှာဒီမျိုးသမီးကလူသားမဟုတ်ဘူးဆိုတဲ့တန်တရားကပိုပြီးကြီးထွားလာခဲ့တယ်နောက်တနေ့မနက်မှာလီဆာကသူမမြင်ခဲ့တဲ့မြကိုဖခင်ဖြစ်သူဘန်ကိုအကုန်ပြောပြလိုက်တယ်သူမကအန်နာဟာဂျိုသားတယောက်ဖြစ်နိုင်တယ်လို့တောင်ပြောခဲ့တယ်ဒါပေမဲ့ဘန်ကတော့အန်နာကိုအယမ်းချစ်နေပြီဖြစ်လို့တမီးစကားကိုမယုံခဲ့ဘူးအဲ့ဒီအပြင်အန်နာနဲ့လက်ထပ်ဖို့တောင်ဆုံးဖြတ်ထားခဲ့တယ်တကယ်တော့လီဆာရဲ့တန်တရားကမှန်နေခဲ့တာပါအဲ့ဒီနေ့မှာဘန်လှုပ်သွားပြီးတဲ့နောက်လီဆာကအန်နာကိုထပ်ပြီးစောင့်ကြည့်ခဲ့တယ်အဲ့ဒီအချိန်မှာအန်နာဟာသူမတယောက်တည်းစကားပြောနေပြီးဘက်ထရီ3လုံးကိုတစ်ခုပြီးတစ်ခုစားနေတာကိုမြင်လိုက်ရတဲ့ကြောက်သွားတဲ့လီဆာကဖခင်ကိုချက်ချင်းဖုံးဆက်ပြီးအိမ်မှာမီးလောင်နေတယ်လို့လိန်ပြောကအိမ်ကိုအမြန်ပြန်လာခိုင်းလိုက်တယ်ဒါပေမဲ့ဘန်အိမ်ပြန်ရောက်လာတဲ့အချိန်မှာဘာမီးမှမလောင်နေခဲ့ဘူးဒါကြောင့်ဘန်ကလီဆာကိုလိန်ရတယ်ဆိုပြီးစူပူလိုက်တဲ့ဖခင်ကသူမကိုမယုံတာမြင်တော့လီဆာကဒေါသအကြီးအိမ်ကနေပြေးထွက်သွားခဲ့တယ်ဘန်နဲ့အန်နာတို့လည်းသူမနောက်ကိုအမြန်လိုက်သွားခဲ့ကြတယ်လီဆာကလမ်းမပေါ်မှာအယမ်းမြင်ပြေးနေခဲ့တာကြောင့်မတော်တဆမှုဖြစ်တော့မဲ့အခြေအနေထိရောက်သွားခဲ့တယ်အဲ့ဒီအချိန်မှာအန်နာကသူမရဲ့ထူးခြားတဲ့စွမ်းအားတွေကိုအသုံးပြုပြီးလီဆာကိုကယ်တင်လိုက်တယ်အဲ့ဒီအချိန်ကျမှဘန်ကသမီးပြောခဲ့တာတွေအမှန်ဖြစ်နိုင်တယ်ဆိုတာယုံကြည်သွားခဲ့တယ်လီဆာကလည်းအန်နာသူမကိုကယ်တင်ခဲ့တဲ့နောက်မှာအန်နာကိုမုန်းနေရဲ့စိတ်နည်းနည်းလျော့သွားခဲ့တယ်ဒါပေမဲ့ဘန်ကတော့အမှန်တရားကိုသိကျင်နေစေဖြစ်တယ်နောက်ဆုံးမှာတော့အန်နာကအရာအလုံးကိုဝန်ခံလိုက်တယ်တကယ်တော့လွန်ခဲ့တဲ့3ရက်ကဘန်ဟာအာကာသထဲကိုအချက်ပြလိုင်းတစ်ခုပို့ခဲ့တယ်ဒါပေမဲ့မတော်တဆမှုတစ်ခုကြောင့်အဲ့ဒီအချက်ပြမှုကအန်နာရဲ့ကြောကိုထိမှန်သွားခဲ့ပြီးကြောတစ်ခုလုံးမှာကပ်ပေးကြီးဖြစ်ပွားသွားခဲ့တယ်ဒါကြောင့်ကြောရဲ့အကြီးအကဲတွေကအန်နာကိုကဘာပေါ်ပို့လိုက်တာဖြစ်ပြီးသူမရဲ့တာဝန်ကသူမတို့ကြောကိုကယ်တင်နိုင်မဲ့နေလန်းကိုရှာဖို့ပဲဖြစ်တယ်ဘန်ကဘာလို့ရမှမသိဖြစ်နေတဲ့အချိန်မှာရုတ်တရက်မိုးကြိုးတစ်ချက်ကျလာခဲ့တယ်လျှက်စီးတစ်ခုကအန်နာနဲ့ဘန်ရဲ့စက်ခလုတ်ကြားမှာစီးဆင်းသွားတာကိုများအင်လိုက်တဲ့အချိန်မှာဘန်ကချက်ချင်းသဘောပေါက်သွားခဲ့တယ်အဲ့ဒီစက်ကလုတ်ကပဲအချက်ပြမှုကိုလမ်းကြောင်းပြောင်းသွားစေတာဖြစ်ကြောင်းသိလိုက်ရတာပါသူတို့နှစ်ယောက်သူတေသနာတက်ခွဲခန်းကိုအမြန်သွားပြီးဘန်ကအချက်ပြမှုကိုပြန်လည်ပြင်ဆင်ပို့နိုင်ခဲ့တယ်အဲ့ဒါကြောင့်အန်နာရဲ့ကြုံမှာဖြစ်နေတဲ့ကပ်ပေးကြီးကိုတားဆီးနိုင်ခဲ့တယ်အရာအလုံးပြီးသွားတဲ့နောက်မှာတော့အန်နာကသူမရဲ့ကြုံကိုပြန်မသွားကျင်တော့ဘူးဘာလို့လဲဆိုတော့သူမဟာဘန်ကိုတကယ်ချစ်မိသွားခဲ့လို့ပဲ